အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ဒေတာတွင်ဓမ္မရေးကစားကွက်ထဲမှာအလွန်စကားပြောလာတဲ့ပူပူနွေးနွေးတင်းမာမှုတစ်ခုအကြောင်းကိုခွဲခြမ်းစိတ်ပြတင်ဆက်ပေးသွားပါမယ်။ဩဂုတ်လ3ရက်ကနေ10ရက်နေ့အထိရပိုင်းလေးအတွင်းမှာပဲ ICRC နဲ့တွေ့ဆုံမှုတစ်ခုကနေစပြီးတော့အာဆီယံနဲ့မြန်မာနိုင်ငံကြားမှာဓမ္မရေးတိုက်ပွဲကြီးတစ်ခုအဖြစ်ကိုရုတ်တရက်ကူးပြောင်းသွားခဲ့ပါတယ်။ဒီကိစ္စမှာဒေါအောင်ဆန်းစုကြည်ကို ICRC တွေ့တာထက်ဗိုလ်မှူးနှချိုင်းနဲ့အာဆီယံရဲ့အခမ်းကဏ္ဍတွေကိုမေကွန်းထုတ်လိုက်တဲ့မဟာဗျူဟာမြောက်ရွှေ့ကွက်တွေပါဝင်နေပါတယ်။ဖြစ်စဉ်ကတော့ဩဂုတ်လ3ရက်နေ့မှာဒေါအောင်ဆန်းစုကြည်နဲ့ ICRC ဌာနကိုယ်စားလှယ်မစ္စတာအာနော်တီဘာကွေးတို့တွေ့ဆုံခဲ့တာကစပါတယ်။မြန်မာဘက်ကဒီဇဲဥပဒေစံနှုန်းတွေနဲ့ညီခွင့်ပြုခဲ့တာဖြစ်ပြီး ICRC ရဲ့သဘောကလည်းတွေးရှိချက်တွေကိုအများသိအောင်ထုတ်ပြန်လေ့မရှိပဲလွတ်လပ်တဲ့ဒီတန့်တွေ့ဆုံမှုတစ်ခုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဩဂုတ်လ9ရက်နေ့မှာတော့အာဆီယံဥက္ကဋ္ဌဘက်ကဒီတွေ့ဆုံမှုကိုအကြောင်းပြုပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုရှင်းချက်မရှိပြေဝလွတ်ပေးရေးနဲ့ဒိန်းဒိန်းခံထားရသူတွေစီဘုံမို့တွေ့ဆုံခွင့်ရရေးဆိုပြီးတော့တောင်းဆိုချက်ထုတ်ပြန်လာပါတယ်။ဒီနေရာမှာပဲလူသားချင်းစာနာမှုဆိုင်ရာကိစ္စကနေတရားစီရင်ရေးရှုတ်ချအာဏာနဲ့ဓမ္မရေးအားပြိုင်မှုဖြစ်ဘောတဘာဝပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ဟောဒီတောင်းဆိုချက်ကိုဩဂုတ်လ10ရက်နေ့မှာမနိုင်ငံရေးဝန်ကြီးဌာနကပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဟောမြန်မာဘက်ကပေးလိုက်တဲ့သတင်းစကားကရှင်းရှင်းလေးပါ။ဒေါအောင်ဆန်းစုကြည်ကိစ္စဟာပြည်တွင်းရဲ့ပြည်တွင်းတရားစီရင်ရေးဆိုင်ရာကိစ္စသာဖြစ်တဲ့အာဆီယံရဲ့တောင်းဆိုချက်ဟာနိုင်ငံတကာရဲ့တရားစီရင်ပိုင်ခွင့်နဲ့ရှုတ်ချအာဏာပေါ်ဝင်ရောက်ဆွတ်ဖက်ခြင်းဖြစ်တယ်လို့ထောက်ပြလိုက်တာပါအာဆီယံဘက်ကလည်းနိုင်ငံရေးလူသားချင်းစာနာမှုဖလိန်တွေကိုဆွဲသွင်းခြင်းနဲ့မြန်မာဘက်ကလည်းပြည်တွင်းဥပဒေရှုတ်ချအာဏာဖလိန်နဲ့ပြန်ဆွဲသွင်းလိုက်တာဖြစ်ပါတယ်။ဟောဒီထုတ်ပြန်ချက်ထဲမှာအာယုံစိုက်စရာအကောင်းဆုံးချက်ကတော့နောင်တွင်အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်အသစ်ခန့်အပ်ရေးနဲ့၎င်းအခမ်းကဏ္ဍမှာဆက်လက်လိုအပ်ခြင်းရှိမည်မဟုတ်ပါဆိုတဲ့အချက်ပါပဲဒါ2021နောက်ပိုင်းအာဆီယံအသုံးပြုလာတဲ့အဓိကတန်တမာရေးရန်ရာကြီးကိုမြန်မာဘက်ကတရားဝင်ပယ်ဖျက်လိုက်တာဖြစ်ပါတယ်မြန်မာဘက်ကယင်းနေပြီးသားဖြစ်တဲ့ non-interference ပြည်တွင်းရေးမစွက်ဖက်ရေးဆိုတဲ့အာဆီယံရဲ့ပြည်ညင်ရှေ့ကမှုကိုပြန်ကင်ဆွဲပြီးတော့ရေပေါ်ကျတဲ့စီမံခန့်ခွဲတဲ့အဆင့်ကလည်းဘုံမှန်ဖွဲ့ဝင်နိုင်ငံများဆက်ဆံရေးစီကိုပြန်လဲရွှေ့ဆိုင်ဖို့စ조사လိုက်တာဖြစ်ပါတယ်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းနိုင်ငံရေးပေါ်ဘလောက်ထိဝင်ရောက်ပြောဆိုနိုင်လဲဆိုတဲ့ရှေ့ကပြဿနာကိုပြန်ဖွင့်လိုက်တာပါဒီရှက်နဲ့ပတ်သက်ပြီးပြည်တွင်းရေးဆွတ်ဖက်ရှင်နေတဲ့အာဆီယံပေါ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တုံ့ပြန်ချက်ကကျွန်တော်အနေနဲ့ဆိုရင်ဒါပြော့တယ်လို့တော့ဆိုချင်သေးတာအဲ့တော့နာဂတ်မှာလည်းအာဆီယံမြန်မာဆက်ဆံရေးကိုဒီရှက်တွေနဲ့ပဲအဓိကစောင့်ကြည့်ရတော့မှာ ICRC လိုမျိုးလူသားချင်းစာနာမှုဆိုင်ရာတွေ့ဆုံခွင့်တွေကိုဆက်လက်ခွင့်ပြုမလားအထူးကိုယ်စားလှယ်မလိုအပ်တော့ဘူးဆိုတဲ့အချက်ကိုအာဆီယံဘက်ကညီတို့ညီပုံတုံ့ပြန်စိန်ခေါ်လာမလဲပေါ့ဖွဲ့ဝင်နိုင်ငံတွေကြားမှာမြန်မာရေပေါ်တူညီတဲ့သဘောထားတွေဆက်လက်ရှိနိုင်ပါမလားဟောနောက်ဆုံးချက်ကတော့ဒါမြန်မာ own and မြန်မာ lash approach မြန်မာဘက်ကဂိုင်းဆွဲထားတဲ့မူဝါဒတွေလက်တွေ့ဘယ်လိုပုံဖော်လာမလဲပေါ့ဒါကအာဆီယံမြန်မာဆက်ဆံရေးကိုဒါတွေကပဲဆုံးဖြတ်ပေးသွားနိုင်တာဒီကနေ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြန်ချုပ်ရရင်မြန်မာနိုင်ငံအာဆီယံနဲ့ဆက်ဆံရေးဖြတ်တောက်ရန်မဟုတ်ဘဲနဲ့ပူးပေါင်းဆောင်ရွက်ရမယ် framework မူပေါင်းကိုပြန်လည်သတ်မှတ်ရေးဆောင်ရွက်နေတာဖြစ်တယ်။ဒါကြောင့်လည်းလက်ရှိအရေးကြီးဆုံးမေးခွန်းကဒေါအောင်ဆန်းစုကြည်ကိုဘယ်လိုထပ်တွေ့ခွင့်ရမလဲဆိုတာထက်ရှေ့ဆက်ပြီးတော့မြန်မာနိုင်ငံရေးမှာအာဆီယံအခမ်းကဏ္ဍကိုဘယ်လိုသတ်မှတ်မလဲပေါ့။အာဆီယံလားမြန်မာနိုင်ငံလားဒါမှမဟုတ်မူပေါင်းအသစ်တစ်ခုပေါ်ထွက်လာအောင်မလားဆိုတာကိုတော့စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်